အားလုံးပဲမင်္ဂလာပါရှင်ကျမရတနာအောင်မြေတန်းတန်းကဆရာမဆက်မြကြပြပါကျမတို့ဒီနေ့8ရက်5လ2026မှာကျမပြောပြချင်တာကတော့မနေ့ပြန်ဆိုလို့ရှိရင်9ရက်5လ2026စနေနေ့ဖြစ်ပါတယ်အဲ့တော့မနေ့ပြန်9ရက်5လ2026ပါဆိုလို့ရှိရင်ကျမတို့နဂါပဋ္ဌာန်းဆက်တိုက်ဆက်တွေအတွက်ကိုအင်မတန်မှာအရေးကြီးတဲ့9စနေနေ့လေးလေးဖြစ်ပါတယ်ရှင်လာမယ့်နေ့ပြန်စနေနေ့မှာဆိုရင်အင်္ဂလိပ်လို9ရက်နေ့လဲကြာတယ်လို့မြန်မာလိုကြတော့လေအစုံလပြည့်ကျော်9ရက်နေ့မှာကျမတို့က9စနေနေ့ဖြစ်နေတယ်အဲ့တော့အင်္ဂလိပ်လိုလဲ9ရက်5လမြန်မာလိုလဲကစုံလပြည့်ကျော်9ရက်နေ့ဖြစ်တဲ့အတွက်ဒီစနေနေ့ဟာဆိုရင်9စနေနှစ်ထပ်ကပဲဖြစ်ပါတယ်အဲ့တော့9စနေနှစ်ထပ်ကွမ်းမှာဆိုလို့ရှိရင်ဘာတွေများထူးခြားမှာလဲသိကျင်ကြတယ်ဆိုရင်ပြောပြပေးပါမယ်ကျမတို့နဂါပဋ္ဌာန်းဆက်တွေတိုက်ဆက်တွေဖြစ်ရင်လေဒီ9စနေမှာကုသတွေပြုပေးပါနဂါပဋ္ဌာန်းဆက်တိုက်ဆက်တော့မဟုတ်ပါဘူးဒါပေမဲ့နဂါဆက်တွေနဲ့အလုံးလုံးနေရတဲ့လူတွေပါဆိုလို့ရှိရင်လေကုသပြုပေးပါအဲ့ဒီလိုပဲနဂါပဋ္ဌာန်းဆက်တိုက်ဆက်မှန်တော့မသိကြသေးပါဘူးကျွန်တော်တို့မသိပါဘူးဒါပေမဲ့ကျမတို့ကနဂါတွေကိုသဘောကျတယ်ချစ်ခင်နဲ့စိတ်ထဲမှာရင်းနှီးတယ်လို့ခံစားရတယ်ဆိုတဲ့လူတွေလည်းမနှက်ပြန်9စနေမှာကုသပြုဖို့အကြံပေးပါရစေရှင်အဲ့တော့ဘာကုသတွေပြုရမှာလဲအရေးကြီးဆုံးကတော့နဂါပဋ္ဌာန်းဆက်တိုက်ဆက်တွေနဂါတိုင်နှံရှင်တွေနဂါတိုက်ချုပ်တွေအားဆိုလို့ရှိရင်ကျမတို့ဗုဒ္ဓဘာသာမြတ်စွာဘုရားရှင်ကိုလှူဒန်းဒါနအင်မတန်မှပြုကျင့်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်အဲ့တော့မြတ်စွာဘုရားကိုမှလှူဒန်းခြင်းစိတ်ပုံမပြင်းပြတဲ့တိုက်ဆက်ကြီးတွေဖြစ်တတ်ပါတယ်ဒါကြောင့်ကျမတို့ကမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်အပေါင်းကိုရည်မှန်းလို့ကတော်ပန်းဆင်ကြပါလို့ထပ်မံပြောချင်ပါတယ်မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်အပေါင်းကိုပွားများခြင်းတရဏဂုံတည်ခြင်းနောက်ပြီးတော့လူရန်ဒါနပြုခြင်းမြတ်စွာဘုရားရှင်ကိုတောက်တော်ရေးချမ်းအလင်းတိုင်းအမွှေးတိုင်းစတဲ့စွန့်ပန်းရေးချမ်းစသည်တို့ကိုလှူပွဲဝတ္ထုအစွစုကိုလည်းလှူမယ်ဆိုရင်တိုက်ဆက်တရားပို့ပြီးတော့ကြိုက်မှာဖြစ်ပါတယ်အဲ့တော့မနေ့ပြန်9စနေမှာဆိုလို့ရှိရင်ကျမအနေနဲ့ကတော့အကြံပြုချင်တာလေးပေါ့နော်မြတ်စွာဘုရားရှင်ကိုဒီနှုတ်ဆံပြုတ်လို့အလွယ်တကူသိကြတယ်နှုတ်ရာကုစွန်းကိုကတ်လူပါမြတ်စွာဘုရားရှင်ကိုဤနှုတ်ရာကုစွန်းကိုကတ်လူပါတယ်လူကတန်းဒါနာပြုရတဲ့ကုသိုလ်အစုစုကိုကျမတို့ရဲ့နဂါတိုက်ဆက်တွေနဂါဘဝဆက်တွေနဂါပဋ္ဌာန်းဆက်တွေတန်တရားဆွေမျိုးအလုံးယခုဘဝဆွေမျိုးအလုံးကိုကုသိုလ်ထပ်တူပေးပါတယ်အမျှယူတော်မူပါဆိုပြီးတော့အမျှပေးဝေမယ်ဆိုရင်ဒါအင်မတန်ကောင်းတဲ့ကုသိုလ်ပြုနည်းတစ်မျိုးပါပဲနောက်ထပ်ကတော့မြတ်စွာဘုရားရှင်ကိုရည်စူးပြီးတော့ပန်းတော်လှူတာတွေအတီးလှူတာတွေစွန်းလှူတာတွေရေတော်ကတ်တာတွေနော်နောက်တစ်ခုကအမွှေးနဲ့တာတွေလှူတာပေါ့အမွှေးနဲ့တာဆိုလို့ရေမွေးလှူရင်လည်းမရဘူးတော့မဟုတ်ဘူးရတယ်ပေါ့နော်ဒါပေမဲ့တကယ်တောတောင်ရင်မြေကနေလာတဲ့ကဘာကြီးရဲ့တကယ်အစွမ်းတိတ်တိနတ်တိတ်တိပြည့်နေတဲ့နတ်တဖြူတို့နတ်တနီတို့တောင်တန်ကရိုးတို့ကရမတ်တို့စတဲ့နတ်သားတွေကိုတွေးပြီးတော့လေလှူနိုင်ပါတယ်ရှင်အဲ့တော့ဒါကကျမကမနေ့ပြန်9စနေမှာဆိုလို့ရှိရင်နဂါပဋ္ဌာန်းဆက်တိုက်ဆက်တွေကမိမိတို့ရဲ့အိမ်ကေဟာမှာမြတ်စွာဘုရားကိုဒီလိုလေးတွေလှူလို့ရတယ်ဆိုတာကိုပြောပြပေးတာဖြစ်ပါတယ်နော်ဒါကတော့ဘောဂရီနဂါမေတော်ကြီးပါဒါကတော့ရွှေနဂါမေတော်ကြီးပါမတ်တရက်နေတာအစိမ်းရောင်ကတော့ဘောဂရီနဂါမေတော်ကြီးပဲဖြစ်ပါတယ်အဲ့တော့နဂါမေတော်ကြီးတွေနဂါမြင့်နေရဲ့မြစ်တာအင်မတန်မှကောင်းမွန်နေဆိုတာကိုတော့ကျမတို့ကနဂါပဋ္ဌာန်းဆက်အချင်းချင်းပဲသိနိုင်တယ်လို့ပြောပြရစီအဲ့တော့ကျမတို့နဂါပဋ္ဌာန်းဆက်တွေဒါမှမဟုတ်နဂါတွေကိုချစ်မြတ်နိုးတယ်နဂါပဋ္ဌာန်းဆက်တိုက်ဆက်တွေနဲ့အလုံးလုံးရတဲ့လူတွေဆိုလို့ရှိရင်မနေ့ပြန်လို့9စနေနေ့မှာကုသိုလ်ပြုပြအောင်ပြုပါပြုတဲ့ကုသိုလ်ဒီဒါနကုသိုလ်အရင်ပြုပါပြီးလို့ရှိရင်ဘာဝနာကုသိုလ်တွေပြုနိုင်ပါတယ်ဘာဝနာကုသိုလ်ဆိုတာကတော့ကျမတို့ဂုဏ်တော်တွေပွားများခြင်းဗတိစိတ်ခြင်းအဋ္ဌံဝင်ခြင်းပရိပဋ္ဌာန်းဓမ္မစကြာစသည်တို့ကိုရွတ်ဖတ်ပူဇော်ပေးတာမျိုးလည်းလုပ်လို့ရပါတယ်ပြီးလို့ရှိရင်တော့ကျမတို့ဒီရတနာအောင်မြေတန်တန်းမှာဆိုလို့ရှိရင်တော့မနေ့ပြန်9ရက်5လ2026မှာဆိုလို့ရှိရင်တော့နဂါပဋ္ဌာန်းဆက်တိုက်ဆက်ဘဝဆက်တည်ရဲ့ကုသိုလ်တော်အနေနဲ့မြတ်စွာဘုရားရှင်ကိုစွန့်ကပ်လုပ်လူလန်းတဲ့အပြင်ကိုမှမြတ်စွာဘုရားရှင်ကိုဖရာပွဲကတ်လူပါမယ်ကျမတို့ဝိဇာကြီးတွေကိုကတ်လူသလိုနဂါမေတော်ကြီးတွေနဂါမင်းကြီးတွေကိုလည်းပွဲကိုစီနဲ့လှူဒန်းမှာဖြစ်ပါတယ်အဲ့ဒီလိုလှူဒန်းနိုင်အောင်ကျမကိုထောက်ပံ့ပေးနေတဲ့ကျမရဲ့နဂါပဋ္ဌာန်းဆက်ဘဝဆက်တိုက်ဆက်တွေကျမရဲ့တပည့်သားဝကတွေရနာအောင်မြေတန်းတန်းမှာအဋ္ဌံပြုလို့အောင်ဘူးသူတွေစသည်ဖြင့်ကျ
ကျမရဲ့တကယ်ပထမဆက်ဘဝဆက်တွေဖြစ်ကြတဲ့ခုနှစ်ရသားသမီးတွေကလှူရန်ထောက်ပံ့ပြီးလို့ယခုကဲ့သို့မနှက်ဖြန်ကြရင်ကောင်းကောင်းမွန်မွန်ပြည့်ပြည့်စုံစုံငကားပထမဆက်ဘဝဆက်တိုက်ဆက်တွေတိုင်နဲ့စင်တွေငကားဘယ်တော်ကြီးတွေငကားဘိုးတော်ကြီးတွေငကားမင်းကြီးတွေငကားဒေဝီတွေငကားပထမဆက်ဘဝဆက်တွေကိုလှူရန်ပေးနိုင်မှာဖြစ်ပါတယ်အဲဒါကြောင့်ကျမကမမေ့မလျော့နဲ့လူနိုင်တန်းနိုင်ဖို့ရဲ့ဒါနသီလဘာဝနာကုသိုလ်တွေကိုအမျှဝေဖို့ရဲ့ကျမတို့စီမှာလည်းပွဲတွေလှူလို့ရတယ်ဆိုတာကိုဒီနေ့မှဒီဗီဒီယိုလေးနဲ့နှုတ်ဆော်ပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်